ခုလိုမိုးရသည်မှာကျွန်တော်တို့ရွာကနေဘိမ်းမြို့သွားတဲ့ချိန်မှာလိုင်းတန်လေးတန်ဘလန်းတန်ခံရလဲဆိုတာကျွန်တော်ရဲ့ဒီ blog လေးမှာအစုံကြည့်ပေးပါဦးဗျခုစီတော့ကျွန်တော်တို့ရွာကနေစဖြစ်နေပေါ့နော်ကျွန်တော်တို့ရွာကနေစဖြစ်တာနဲ့ဒီမှာလိုင်းတန်ကိုစပြီးတော့ခံရပြီပေါ့နော်လိုင်းလုံးကြီးကအခုကျွန်တော်စီးလာတဲ့လေးထက်အောင်ကြည့်ကြရပါတော့ဒီဗီဒီယိုတောင်ကျွန်တော်အဲ့နေရာနေကျွန်တော်အဲ့ရကနေထပြီးတော့ထားရိုက်ထားပါတော့မြင်တဲ့ပါပဲလိုက်တော်ကြီးပါတယ်လိုက်တန်လေးတောင်ကျွန်တော်တို့3နိုင်လောက်ကျွန်တော်တို့ခံလိုက်ရပါတော့ခံပြီးတာနဲ့ခုစုရေမောင်ရီစပြလာပြီပေါ့နော်အဲ့ဒီမှာပြီးတော့ကျွန်တော်ကြောရလေးကိုလည်းကျွန်တော်တို့ lucky တစ်ဆောင်ကျွန်တော်တို့မီးလေးနေမြင်တွေ့နေရပြီပေါ့နော်နောက်မှလည်းကျွန်တော်မိုးရိပ်မဲကြီးကလည်းလိုက်နေပြီပေါ့နော်ကျွန်တော်တို့ခုဒီကြီးစင်လေးမှာကန်ကောင်းတာကကျွန်တော်တို့မိုးလုံးဝမယူမိဘူးပေါ့နော်မိုးရွာတာကိုကျွန်တော်တို့လုံးဝမမြင်ဘူးပေါ့နော်ညချိတ်ဆိုလဲပိုးလာမီကြီးကလည်းတာပြီးတော့အဲ့လိုလည်းရန်ကောင်းပါတယ်ကဲမြင့်မိုးလေးလာတော့ကျွန်တော်တို့ဒီမှာပထောင်တောင်ရဲ့အနောက်ကိုရောက်နေပြီပေါ့နော်အဲ့ဒီမှာလေးတင်နေတော့ကျွန်တော်မိနစ်30လောက်ရေတစ်ချိန်ကိုစောက်ပြီးတော့ကျွန်တော်တို့စပြီးတော့ဒီမှာထွက်ခါလာပါတယ်ခုစီတော့ဘိန်းမျိုးကိုစတင်ဝင်နေပါပြီခုချိန်ကဝလဝန်တန်းလေးစပြီးတော့ရေပိတ်တဲ့ချိန်ဆိုတော့ဒီကူအားကြတော့လေအများကြီးတွေ့နေရပါတယ်ဘိန်းမျိုးရဲ့အဝင်ဝအလားလေးပေါ့နော်အဝင်လားလေးဖြစ်ပါတယ်ကဲ blog လေးကတော့ဒီလောက်ပါပဲအဆုံးကြည့်ပြတဲ့မိတ်ဆွေအားလုံးကြည့်ကြည့်တင်ပါတယ်နောက် blog မှာပြန်ဆောင်တွေ့ပါမယ်ကြအားလုံးကျေးဇူးတင်ပါတယ် bye bye